င်္ဂလာပါနော်ပေါက်ကားလေးပါဟောစီရတိုင်းနဲ့ဘာသာတော့ဥပဒေအများမလုံးနိုင်ပါဘူးဒါဥပဒေကဘုရားဝါဆိုလာတဲ့ဆက်ပြီးနော်တစ်ဖက်ပဲလဲမှာပြီးတော့ဝါရင်တောင်းလာလို့ဟာမပြန်တော့နော်လူပြန်ဘဝကတရားတော်ဟောစိုးတာကဟောဒါလေးပေါ့နော်ဒီကောင်လေးပြောရင်လူကိုဝိပဿနာတရားသစ္စာလေးပါတရားသစ္စာလေးပါတရားဆိုတော့ကလေးကြီးနားလည်ဘယ်လိုလုပ်မလဲဘယ်လိုဆက်လုပ်မလဲနော်ဗရီအိုင်းနဲ့ဒီပေါက်ရကျဲနေတယ်တဲ့ဒီကောင်လေးကိုအသေးပေါ့နော်130 cc ပေါ့ဒါလောက် cc ဆိုလို့ရှိရင်ဒီကောင်တက်လို့ရတယ်ဒီကောင်ကအောက်ကနည်းနည်းလေးကြီးနေတယ်စက္ကန့်လေးများရှိရင်ကျွန်တော်ပြောပေးပါနော်ကောမမလာပြပေးပါစက္ကန့်လေးမှာဈေးတက်နဲ့ပေါ့နော်အလဲထိတ်ရတယ်ရပါနော်အဲ့လိုဖြစ်တယ်မှာဘာကားလေးကြိုက်လာတော့မသိကြိုက်လာပါဝါနဲ့သွားရှုပ်နော်တစ်ဖက်လည်းနော်မအများကြီးမဟောတဲ့ဘာဝိမှမရှိတော့ဘူးပေါ့ရှုပ်ဒါတော့ကျွတ်တယ်မှာနော်ဟုတ်လေအသေးလေးကိုလဲထဲရရင်လည်းရမရလို့ထဲလဲမယ်ပဲစက္ကန့်လေးပေါ့တော့ကျွတ်တယ်မှာ